င်္ဂလာပါ MSI Overseas Education ကနေပြီးတော့ကြိုဆိုပါရရှင် MSI ကနေပြီးတော့2016ခုနှစ်အတွက်ကိုကျောင်းသားကျောင်းသူတွေအတွက်အပတ်စဉ်ပြုလုပ်ပေးမယ့် Education Talk Zone ဆိုတဲ့ season လေးလာပြီဖြစ်ပါတယ်ဒီ season ရဲ့ပထမ season တစ်ခုအနေနဲ့ကကြတော့စင်ကာပူနိုင်ငံကပညာရေး organization ဖြစ်တဲ့ PSP Academy နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုဝင်မြန်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ PSP Academy ကတာဝန်ရှိသူမြန်မာလေးကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့ Rachel ပါအမကအခုလက်ရှိမှာတော့ PSP Academy Singapore မှာပေါ့နော် in country representative အနေနဲ့လက်ရှိတာဝန်ထမ်းဆောင်နေရပဲဖြစ်ပါတယ်မြန်မာနိုင်ငံကဒီကျောင်းသားကျောင်းသူတွေစင်ကာပူမှာကျောင်းတက်ဖို့အတွက်ကိုပညာရေးလမ်းညွှန်မှုတွေကိုအဓိကအကူအညီဆောင်ရွက်ပေးနေရပဲဖြစ်ပါတယ်ပထမဆုံးကျေးဇူးတင်ပါတယ်လူမျိုးအချိန်လေးပေးပြီးတော့ပေါ့နော်ဒီ session လေးမှာလာလို့ရချမ်းမြေအတွက်ကြောင့်မလို့ပေါ့ဟုတ်ကျေးဇူးများတင်ပါတယ်မဖြစ်လို့လဲအဲ့တော့ပထမဆုံးအနေနဲ့ပေါ့နော် PSP ကိုစပြီးတော့တည်ထောင်ခဲ့တဲ့ခုနှစ်ရဲ့ပြီးတော့နောက်ဒီ PSP ရဲ့နောက်ခံသမိုင်းကြောင်းလေးပြပြသေးပါဦး PSP Academy Singapore ကအဓိကအမားတို့က1964ခုနှစ်ခရဲကစတင်ပြီးတော့တည်ထောင်ခဲ့တာပေါ့နော်အခုဆိုလို့ရှိရင်ဒါနှစ်ပေါင်း60ကျော်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဝါရင့်ကျောင်းတစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီ PSP ကအစပိုင်းမှာအမားတို့ကဒီ Productivity and Center Board ဆိုတဲ့ဒီပေါ့နော်စင်ကာပူရဲ့ဒါစီးပွားရေးကဏ္ဍအတွက်ကိုဒါ skillful worker တွေကိုမွေးထုတ်ပေးတဲ့တင်နန်းကျောင်းအနေနဲ့ရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာPSP Academy ကဒီ private institution ဆိုပြီးတော့စပြီးတည်ထောင်ခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီပိုင်းကနေ private institution အနေနဲ့စတည်ထောင်ခဲ့တဲ့က PSP က EduTrust ကို certify ရထားတဲ့အကြောင်းတစ်ခုလေးဖြစ်တယ်ပေါ့နော်အခုဒီ EduTrust certify ကလည်းအခုလက်ရှိလည်း EduTrust certify ကိုကိုင်ဆောင်ထားစေပဲဖြစ်ပါတယ်အခု PSP Academy ဆိုလို့ရှိရင်အခုလက်ရှိအမားတို့ကကျောင်းသားပေါင်း2သိန်းကျော်ကိုမွေးထုတ်ပေးနေတဲ့ကျောင်းတစ်ခုလေးဖြစ်ပါတယ်အမားတို့စီမှာဒါ nationality ဆိုလို့ရှိရင် nationality ပေါင်း90ကျော်နဲ့ဒါကျောင်းကြီးရ run နေတာပေါ့နော်ဟုတ်ကဲ့ပါအဆို nationality ပေါင်း90ကျော်ဆိုတော့ကျောင်းသားတွေနေနဲ့ပြောမဆိုသူတို့ multicultural diversity တွေရတယ်နော်ဟုတ်တယ်ကျောင်းသားတွေကဒါ nationality ပေါင်းစုံကနေလာပြီးတော့ဒီအသီးသီးပေါ့နော်ဒါ Asia country အဓိကအများစုကလာပြီးတော့ပညာသင်ကြားကြတာဖြစ်ပါတယ်ဆိုတော့အဲ့ဆိုလို့ရှိရင်じゃအခုလက်ရှိပေါ့နော် PSP မှာ offering လုပ်နေတဲ့ program တွေ course တွေရဲ့ပြီးတော့အခုလက်ရှိကျောင်းမှာသင်ကြားတဲ့သင်ကြားရေးပုံစံတွေတစ်ချက်လောက်ပြပြပေးပါအောင်ဟုတ်အမတို့ဒီ PSP Academy Singapore မှာ foundation certificate ကနေစပြီးတော့ certificate diploma ပြီးတော့ bachelor program master program တွေအထိတက်ရောက်သင်ကြားလို့ရတယ်ပေါ့နော်သင်ကြားတဲ့ program တွေကကြတော့အမတို့ကဒီ business IT engineering life science sport science ပေါ့နော်တိုက်တဲ့ဒီကျောင်းသားစိတ်ဝင်စားတဲ့မိကြကိုရွေးချယ်လို့ရပါတယ်ပြီးတော့ဒီအမတို့စီမှာကသင်ကြားရေးပိုင်းကိုသွားတဲ့အခါလဲပေါ့နော်industry ready ဖြစ်အောင်လို့ပေါ့နော် curriculum နဲ့သင်ကြားပေးတယ်အဲ့တော့ကျောင်းသားတွေကကျောင်းပြီးသွားတဲ့အခါကျရင်ဒီကျောင်းသားတွေကလုပ်ငန်းဝင်တဲ့အခါကျလို့ရှိရင်ဒါ industry ready ပို့ဖြစ်ပြီးတော့တခြားလူတွေနဲ့ရှင်လို့ရှိရင်ဒါခြေတလန်းအမြဲပို့တာနေငါဖြစ်တယ်ပေါ့နော်အဲ့တော့အမားတို့မှာပြီးတော့စာတွေ့နဲ့လက်တွေ့ကိုအချိုးကြအမားတို့သင်ကြားထားပေးရပေါ့နော်အဲ့တော့အမားတို့ရဲ့ဒီ campus မှာလည်းအဲ့လိုပဲ lab အခန်းတွေရှိတယ်လက်တွေ့ခန်းတွေအများကြီးရှိတယ်ဆိုတော့ကျောင်းသားကတကယ်လုပ်ငန်းခွင်မှာသုံးပြရမယ့် skills တွေပြီးတော့ဒီပေါ့ leadership skills တွေအဲ့ဒါတွေအပုံလုံးကိုလည်းအမားတို့ကျောင်းဘက်ကနေပြီးတော့သင်ကြားပေးတယ်အတွက်ကြောင့်မလို့ဒါအမားတို့ပေါ့နော် The Future Academy ဆိုပြီးတာမှတင်စားခေါ်ကြတယ်ပေါ့နော်ဟုတ် The Future Academy ဒီပေကောင်းတဲ့နာမည်လေးပါဟုတ်ပြီးတော့ကျောင်းသားတွေနဲ့ကြတော့လည်းပြောမှဆိုဒီစာသင်တာထက်ကိုပေါ့နော်ဒီလက်တွေ့ပိုင်းလေးလုပ်တဲ့ခါကျသူတို့ခုနညီမတို့ချက်ပြောလို့ပဲနောက်ပိုင်းလုပ်ငန်းဝင်တဲ့အခါမှာသူတို့တော့ပိုပြီး ready ပိုဖြစ်သွားတာပေါ့ဟုတ်ကဲ့ပါဆိုတော့ဒီလိုမျိုး program တွေ course တွေအများကြီးရှိတယ်အဲ့ထဲမှာအကြောင်းသားအများစုကဘယ်မေးစားဘယ် program လို့ရွေးတက်ကြတာအများလဲရှင်အမားတို့စင်မာကဒီ business တို့ IT တို့ကိုလည်းအရင်တော့အသွားများတယ်ပေါ့နော်အခုလက်ရှိလည်းဒီဟာတွေရွေးချယ်စေပါဒါပေမဲ့အခုနောက်ပိုင်းမှာပို့ပြီးတော့အကြောင်းသားတွေကြားမှာ popular ဖြစ်လာတာက engineering နဲ့ပတ်သက်ပြီးတော့ကိုလည်းသွားကြတာတွေ့ရပေါ့နော်အမားတို့စီမှာဒီ electrical engineering mechanical engineering ဆိုပြီးလည်းရှိတယ်ပေါ့နော်ပြီးတော့တခြားသက်ဆိုင်ကဒီ medical ဘာနဲ့ပတ်သက်တဲ့ဟာတွေလည်းအမားတို့စီမှာရှိရဲအဲ့တော့ကျောင်းသားတွေကအဓိကပိုတန်ရပေါ့နော်ပိုရဲ့သတ်မှတ်ထားတဲ့ဒီ education background နဲ့ကန့်ညီလာပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ပိုစိတ်ဝင်စားတဲ့ပညာရပ်ကိုရွေးချယ်လို့ရပါတယ်ဟုတ် major တွေလည်းစုံနေတော့အမားတို့မှာဒီ IT ပဲဖြစ်ဖြစ်ပြီးတော့ robotic နဲ့ AI နဲ့ပတ်သက်တဲ့ဟာတွေလည်းအမားတို့စီမှာသင်ကြားပေးရပေါ့နော်အဲ့တော့ robotic နဲ့ AI နဲ့ပတ်သက်တဲ့ lab အခန်းတွေလည်းအမားတို့စီမှာရှိတယ်အဲ့တော့ကျောင်းသားတွေနောက်ပိုင်းလုပ်ငန်းခွင်ဝင်တဲ့ခါမှာအရှိရပြောသလိုပဲပို့ပြီးတော့ ready ဖြစ်တယ်ပေါ့နော် engineering ဆိုလဲ engineering နဲ့သက်ဆိုင်တဲ့ဒီ electrical mechanical နဲ့သက်ဆိုင်တဲ့ဒီလက်တွေ့အခန်းတွေအမားတို့ campus မှာအများကြီးရှိတယ်ဆိုကျောင်းသားတွေအနေနဲ့ပို့ပြီးတော့ဒါလက်တွေ့ကြ facility အပြည့်အစုံနဲ့အမားတို့ပညာသင်ကြားလို့ပေးထားပါတယ်ဟုတ်ကဲ့ဆိုတော့ဒီအကြောင်းသားတွေရဲ့
အခုနက program တွေလည်းတည်ပြီး course တွေလည်းတည်ပြီးဆိုတော့ကျောင်းသားတွေတော်တော်များသိစင်ကြတယ်ပေါ့နော်scholarship ပေါ့ scholarship တွေ study grant တွေဘယ်လိုမျိုးတွေရော PSC ဘက်ကဘယ်လိုမျိုးတွေ offer ပေးထားလဲအမားတို့စီမှာအခု PSC Academy ကနေပြီးတော့ပေးတဲ့ scholarship တွေအများကြီးရှိပါတယ် scholarship တွေလည်းရှိရယ် study grant တွေလည်းရှိရယ်ပေါ့နော်ဒီကျောင်းသားရဲ့ဒီ academic background တွေသူတို့ရဲ့ဒါ English တွေပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့အမားတို့ assessment တွေလုပ်သွားပေးလို့ရတယ်ပြီးရင် study grant ဆိုလို့ရှိရင်ဒီ1000ကနေ3000ကြားပေါ့နော်အစားပေါ့နော်အဲ့ရနေမှာအမားတို့ study grant ကိုနှုတ်ပေးရပေါ့နော်ကျောင်းသားကတွေက study grant ကိုနှုတ်ပေးတာလေးရှိတယ်ပြီးတော့အမားတို့မှာ application fee rebate ပေးတဲ့ဟာတွေလည်းရှိတယ်ဒါပေမဲ့ဒီဟာတွေကတော့အမားတို့က intake တစ်ခုချင်းစီအလိုက်ကိုသူ့အနေနဲ့သူသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမားတို့စီမှာလာပြီးတော့keep in touch လုပ်ပြီးတော့ဆုံးခန်းလို့ရပါတယ် intake ကာလအလိုက်အမားတို့မှာတက်ဆိုင်ရာ promotion လေးတွေရှိရယ်တက်ဆိုင်ရာ limitation လေးတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေနဲ့discuss လုပ်ပြီးရဲ့ intake နဲ့အညီရဲ့ပေါ့နော် scholarship တို့ study grant တို့အမားတို့ offer လုပ်ပေးပါတယ်ပြီးတော့အမားတို့စီမှာအခုလက်ရှိဆိုလို့ရှိရင်ဒါ Coventry University ပေါ့နော် UK ကနေပြီးတော့ပေးအပ်တဲ့ဒီ 50% scholarship ပဲအမားတို့စီမှာရှိပါတယ်ဟုတ်ကဲ့အဲဆိုလို့ရှိရင် DSP အနေနဲ့ကကြတော့ scholarship တွေလည်းရှိမယ် study grant တွေလည်းရှိမယ်ဒီရဲ့ထက်မှာအဲ့ဒီဟာပြန် application fees rebate ဟုတ်ကဲ့တောင်းသားတွေပဲရှင်းလာတယ်အဲ့တော့တက်ဆိုင်ရာတောင်းသားတွေစိတ်ဝင်စားရဲဆိုလို့ရှိရင်လည်းဒီအမားတို့ဒီ MSI ကိုမေးပြီးတော့ပေါ့နော် keep in touch လုပ်ပြီးတော့မေးလို့ရပါတယ် promotion တွေရော study grant တွေရောလေကဲပါဟုတ်ကဲ့ပါ Marisha အဲဆိုတော့ဒီ PSC Academy နဲ့ပေါ့နော်အခုလက်ရှိဒီ globally partnership ထိပ်ထားတဲ့ university တွေရဲ့နာမည်လေးတွေတစ်ချက်လောက်ပြပေးလောက်အမားတို့ကအခု PSC Academy Singapore နဲ့ထိတ်ဆက်ထားတာပေါ့နော် Australia, New Zealand, UK ပေါ့နော်အဲ့ဒီနိုင်ငံကြီးတွေကနေပြီးတော့ကျောင်းနေနဲ့ချိတ်ဆက်ထားတယ်ဥပမာ UK မှာဆိုလို့ရှိရင်ဒါ Coventry University, New Zealand ဆိုရင်ဒါ Massey University, Australia ဆိုလို့ရှိရင်ဒါ The University of Newcastle ပြီးရင်အမားတို့ medical ဘိုင်းနဲ့ပတ်သက်တာဆိုလို့ရှိရင်ဒါ La Trobe University ပေါ့နော်အဲ့ဒါတွေအများကြီးနဲ့အမားတို့နိုင်ငံတကာပေါ့တကယ်top schools တွေနဲ့အမားတို့က partnership လုပ်ထားပါတယ် PSC ဒါ Academy Singapore မှာကျောင်းတက်ရင်းနဲ့ပေါ့နော်ဒီနိုင်ငံကြီးတွေကပေးတဲ့ဘွဲကိုတိုက်ရိုက်ရရှိမှာလည်းဖြစ်ပါတယ်။ဟုတ်ဒါကတော့ကျောင်းသားတွေအတွက်အားသာချက်ပေါ့နော်။စင်ကာပူမှာကျောင်းတက်ရင်းနဲ့ဒီ UK တို့ဒီ Australia တို့ကနေပေးတဲ့တိုက်ရိုက်ဘွဲကိုရရှိမှာ။ဟုတ်ကဲ့ဟုတ်။ကျောင်းသားအနေနဲ့လည်းပြောမယ်ဆိုဘယ်ကမဲဒီ UK မှာသွားပြီးတက်တာဆက်စားလို့ရှိရင်နေစားစီလည်းတက်တာမယ်နော်ပြီးတော့နောက်အစင်မှာပဲဆိုတော့ကိုမိဘတွေနဲ့အရင်မဝေးတော့ဘူးလေနော်မိဘတွေလည်းတို့ဟိုတွေ့ကျင်နေပါညာဆိုလို့ရှိရင်အစင်ကိုတမ်းမိလာလို့ရတယ်ဟုတ်အဓိကculture shock ပေးပါလေတက်တာရဲ့ပေါ့နော်ပြီးတော့ living cost ပေးလဲDH ထွေတာလို့ရတယ်ပြီးတော့ Asian country ဆိုလို့ရှိရင်လည်းဒါ Singapore ကစောင်းတက်မယ်ဆိုလို့ရှိရင်ဒါ state ဖြစ်တဲ့နိုင်ငံထဲမှာလည်းပါတယ်ဒါစီးပွားရေးရကြည့်နေဆိုလို့ရှိရင်လည်းဒါ Singapore ကဒီတစ်ထက် corporate company ကြီးရင်းနဲ့စီးပွားရေးပိုင်းမှာအခုလက်ရှိတောင်တင်းနေရပေါ့နော် economic ကောင်းတဲ့အထက်မှာပါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအလုပ်ကိုင်းနဲ့ပတ်သက်တာတွေအကြောင်းသားတွေစီးပူစရာမလိုဘူးပေါ့နော်နည်းနည်းအလုပ်ကိုင်းခွင့်လေးတွေကိုပို့ပြီး explore လုပ်လို့ရပါတယ်ကျောင်းသားတွေတော့တကယ်ကိုဘယ်လိုခေါ်မလဲကို explore လုပ်တလောက်ပေါ့နော် information တွေအများကြီးရမယ်သူတို့အတွက်ဒီ career opportunity တော်တော်ရမယ်အနေထားမျိုးမှာရှိတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကျတော့အခုဒီပေါ့ကျောင်းနဲ့ပတ်သက်တဲ့ information တွေတော်တော်များသိပြီဆိုတော့ကျောင်းလျှောက်တဲ့အခါပေါ့နော် processing အနေနဲ့ကကျတော့တချို့ကလေးတွေလာပြီးတော့မေးကြမျိုးလေးရှိတယ်ပေါ့နော်ဒီပြီးတော့ဒီ MSI ရုံးမှာအမကျောင်းကြောက်တာ process ကဘယ်လောက်ကြာလဲ visa process ကဘယ်လောက်ကြာလဲပေါ့နော်နောက်ပြီးတဲ့အခါမှာလည်းနောက်ဘယ်လိုခေါ်မလဲသူတို့ကြိုပြီးတော့ပြင်ဆင်လို့ရမယ်အချက်ကလေးတွေပေါ့ဟုတ်အားလေးတစ်ချက်ပြပြပေးပါအမားတို့ကတော့အခုတောင်းလျှောက်တယ်ပေါ့နော် admission ပိုင်း counseling ပိုင်းကနေစပြီးတော့ဒီ admission ပိုင်းနေဒါ visa ကိစ္စတွေဒီအမားတို့ကပေးရနေပြီးတော့အဓိက support လုပ်ပြီးတော့ကိုညီဆောင်ရွက်ပေးနေရပဲဖြစ်ပါတယ်ဆိုတော့တောင်းကစပြီး submit လုပ်မယ်ဆိုလို့ရှိရင်အမားတို့လိုအပ်တဲ့ document လေးရောရှိတယ်ပေါ့နော်အနည်းဆုံးဒီ passport ပေါ့နော်passport အနည်းဆုံး6လသက်တမ်းရှိရမယ်ပြီးရင်သူ့ရဲ့သက်ဆိုင်ရာပေါ့ education background ပေါ့ transcript တွေပြီးရင် certificate တွေရှိရမယ်ပြီးတော့အမားတို့ဘက်ကနေတောင်းခဲ့အင်္ဂလိပ်စာ requirement ဆိုတဲ့ဒါအင်္ဂလိပ်စာ requirement လေးနဲ့ပတ်သက်တာလေးပေါ့နော်အဲ့ဒါလေးရှိရမယ်ပြီးရင်တော့ဒါအမားတို့ကနေပြီးတော့ဒီ admission ကိစ္စတွေကvisa အတွက်ကိုအမားတို့ရှောက်ပြပါတယ်ဆိုလိုအပ်တဲ့ဒါ criteria အသေးစိတ်ကိုတော့အမားတို့ program ခုချင်းစီမှာ multi ပွဲကြမှုရှိရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ချိန်ကျမှဒါ MSI ကကိုလည်းပြချမေးကြည့်လို့ရပါတယ်ဟုတ်ကဲ့ဆိုတော့ဒီပေါ့အကြောင်းသားတွေအနေနဲ့ကကြတော့အဆင်ပြေနေနိုင်ဖို့ပေါ့နော်မင်းနာမို့တော့ကြောင့် PSC ကနေပြီးအဆောင်လို့ hostel လို့အဲ့လိုမျိုးစီစဉ်ပေးထားမျိုးလေးရောရှိတာရှိတယ်ပေါ့နော် PSC မှာကအဓိကချိတ်ဆက်ပေးထားတာပေါ့ PSC ကနေပြီးတော့ကျောင်းသားတွေအတွက်ကိုapartment ပေါ့နော် apartment လေးတွေပေါ့သက်ဆိုင်ရာကျောင်းသားရဲ့budget ရှိမယ်
ပြီးတော့ကျောင်းနဲ့အနီးနားဝန်းကျင်မှာပဲအဲ့တော့အရန်အဆင်ပြေကျောင်းသားတွေကကိုအစားအသောက်အတွက်လည်းစိတ်မပူရဘူးပြီးတော့သွားရေးလာရေးအတွက်လည်းစိတ်မပူရအောင်တကယ်မျိုးထဲမှာလည်းထားတာပေါ့နော် PSC ရဲ့ကျောင်းရဲ့ location ကလည်းအမားတို့ကဒါ Marina Square မှာရှိတာပေါ့နော် Marina Square ဒါမြို့ရဲဝင်းကျင်မှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အစားအသောက်သွားရေးလာရေးအကုန်လုံးစိတ်ပူကြမလို့အဲ့တော့ accommodation နဲ့အဲ့လိုပဲအမားတို့ကျောင်းနဲ့အနီးနားမှာရှိတယ်ဆိုတော့အမားတို့မှာaccommodation ပေးထားတဲ့ထိစပ်ထားတာလေးရှိရဲကျောင်းသားရဲ့ budget သူ့ရဲ့လိုအပ်တဲ့ဘယ်အခန်းတိုက်မျိုးလိုချင်နေပေါ့နော်အဲ့လိုတိုက်ပေါ်မှာမူတည်ပြီးတော့မှကြိုက်တဲ့အခန်းကိုရွေးချယ်ပြီးနေလို့ရပါတယ်ဟုတ်ကဲ့ transportation နေနဲ့ဆိုရှင်ရောစင်ကာပူဘယ်လိုမျိုးအမားတို့ transportation ဆိုရင်ကျောင်းကလည်းကျောင်းကလည်းအခုကျောင်းကလည်းဒီ shopping mall area မှာရှိရပေါ့နော်တကယ်လို့လေကောင်မှာရှိတော့ MRT နဲ့လည်းနီးတယ် bus နဲ့လည်းနီးတယ်အဲ့တော့ accommodation တွေဆိုလည်းအမားတို့ကအဲ့လိုမျိုးနဲ့နီးရတယ်နဲ့အမားတို့စီစဉ်ပေးတာပေါ့နော်ဟုတ်ကဲ့ဟုတ်တောင်းတိုင်းတော့သွားလာလဲplan ပြေသွားတော့plan ပြေသွားတော့ဟုတ်ကဲ့ဆိုတော့ကိုဒီတို့အဆောင်ကိစ္စလည်းပြီးပြီဆိုတော့နောက်တစ်ခုပေါ့နော်ကျောင်းသားတွေကိုကျောင်းသားမိဘတွေကိုတည်ကျင်ကြတော့ဒါတော့ကျောင်းပြီးသွားတဲ့အခါမှာအလုပ်ကိုင်အခွင့်အလမ်းတွေရဖို့အတွက်ကိုပေါ့နော်လိုမျိုး maybe ပေါ့အလုပ်ရှာပေးတာမျိုးဒါမှမဟုတ် PSP ရနေပြီးတော့လိုမျိုးအလုပ်ကိုင်အခွင့်အလမ်းတွေအတွက်ကိုဘယ်လိုမျိုးစီစဉ်ဆောင်ရွက်ပေးထားလို့လဲရှိတယ်ဆိုပြပြန်ပေးပါဟုတ်အမားတို့ကဒီအလုပ်ကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီးတော့ဒါအနည်းငယ်လုံးမေးခွန်းပေါ့နော်ဆိုတော့အမားတို့ကအခု page မှာလည်းအမားတို့ရဲ့ဒီ PSC website တွေ page တွေမှာလည်းဝင်ကြည့်လို့ရတယ်ပေါ့နော်တော့အမားပြောတဲ့အရာတွေပေါ့နော်ပုံမှာအမားတို့ PSC Academy ကနေပြီး business နှစ်တိုင်းပေါ့နော်အဲ့လို job fair လိုမျိုးတွေလုပ်ပေးတာတွေရှိရဲဒီ career အတွက်ကိုအမားတို့ networking event ကိုလုပ်ပေးတာမျိုးတွေရှိရဲအဲ့မှာဘာတွေပါမလဲဆိုရင်အဓိကဒီ corporate company အကြီးတွေကိုအမားတို့ invite လုပ်တယ်ပြီးအဲ့ရနေပြီးတော့ဒါကျောင်းသားတွေကိုနော်ဒါ interview ဖြေကို process တွေပြီးတော့ဒီကျောင်းကလည်းပြီးတော့ကျောင်းသားတွေကိုဘယ်လို interview မှာ tip လေးတွေနဲ့ဖြေမလဲဘယ်လိုဝင်ဖြေဘယ်လိုမျိုး LinkedIn profile တွေတိစောက်မလဲအဲ့ဒါတွေအကုန်လုံးကိုကျောင်းကသင်ပေးတယ်ပြီးတော့ဒီလိုမျိုးဒီ job opportunity အတွက်ကတော့ workshop တွေပုံစံတွေလုပ်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေကတော့ keep in touch ဖြစ်နေကိုလိုတယ်ပေါ့နော်ကျောင်းငယ်တော့ဘယ်တော့ဒီ career fair ကျင်းပလဲပေါ့ကျောင်းဘက်ကနေလည်း support လုပ်ပေးတယ် career fair announce လုပ်ပေးရပေါ့နော်အမတို့ဒီ page မှာရော website မှာရောပေါ့နော်ဘယ်နေ့တည်းရက်မှာဒါ job fair ရှိပါတယ် networking event ဆိုလည်း networking event ပေါ့နော် career အတွက်ရှိပါတယ်ဆိုပြီးအမတို့ announce လုပ်ပေးပါတယ်ကျောင်းဘက်ကတော့အမတို့ကကျောင်းစာတင်နေရင်းနဲ့အမားတို့ဘက်ကဒီဘက်ကနေလည်းလုပ်ငန်းဝင်ကို ready ဖြစ်အောင်လည်းတင်ပေးတယ်ပြီးတော့လုပ်ငန်းဝင်ဖို့အတွက်ကိုလည်းအမားတို့ကnetwork တွေချိတ်ဆက်ပေးရဲ့သဘောပေါ့နော်ဆိုတော့အဲ့ဒါလေးလုပ်ပေးပါတယ်ကျန်တာကတော့ဒါကျောင်းသားစူးစမ်းရမယ်ပေါ့နော်ပြီးတော့ဒီအမားတို့ရဲ့ဒီ2024ပေါ့နော် graduate employment survey အရဆိုရင် PSC Academy က 82% လောက် percent အထိကို impress ဖြစ်ထားတဲ့အချိန်မှာပါတယ်ပေါ့နော်စာမိုးဝဲပြီးတာနဲ့ကျောင်းသားတွေက6လအတွင်းအလုပ်ကန်ရတာက 82% ရှိပါတယ်။အဲ့ဒီထဲမှာမှဒီ2024ရဲ့ survey အရာပေါ့နော်2ယောက်မှာ1ယောက်ကလစာတိုးသွားတာမျိုးတွေသုံးပုံလောက်ကတည်ရမလားpromotion တိုးသွားတာမျိုးတွေဆိုအများကြီးရှိရဲ့ပြီးတော့အမားတို့မှာcareer success ဖြစ်သွားတဲ့ကျောင်းသားတွေလည်းအများကြီးရှိတယ်ဆိုတော့အမားတို့ရဲ့ပေါ့နော် website ထဲမှာအဲ့ဒါလေးဝင်ပြီးတော့ဖတ်လို့ရတယ်ကြည့်လို့ရတယ်ပြီးကျောင်းဘက်ကိုလည်းဆက်သွယ်လို့ရတယ်ကျောင်းပြီးသွားပြီဆိုရင်လည်းကျောင်းပြီးသွားပြီဆိုရင်လည်းဒီ career fair တွေဘယ်အချိန်လုံးမှာလဲဘယ်တော့ရှိလဲဆိုတာကိုအမားတို့ဒီကျောင်းသားရေးရာ department တွေကနေပြီးတော့ပြန်ပြီးတော့ဖြေချပေးပါလိမ့်မယ်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကျောင်းသားရဲ့အတွက်ကတော်တော်ကြီးကိုဒီအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော်တော်ကြီး supportive ဟုတ်ကဲ့ဟုတ်ကျောင်းသားရဲ့အတွက်ကအနည်းတန်းဒီကျောင်းတက်နေရင်းနဲ့ကွာကျောင်းမပြီးသေးဘူးကျောင်းတက်နေရင်းနဲ့တောင်မှဒီ industry တွေနဲ့နေတဲ့ပေါ့နော်ဟုတ်ကဲ့ဆိုဘာဖြစ်ဒါကျောင်းသားရဲ့ခုန marriage ချက်ပြောလို့မျိုးကျောင်းဘက်ကနေပြီး supportive ပေးထားရတော့အများကြီးပဲအဓိကကျောင်းသားဘက်ကတည်တည်ချာချာလိုက်ပြီးတော့ဒီကျောင်းဘက်ကနေပြောတဲ့ instruction တွေအတိုင်းပြည့်ခါမှာဖြို့ဒီ MSI တွေပေါ့နော် consultation တွေရတယ်အမြဲတမ်းကြိုပြီးတော့ပြောလို့ရှိရဲ career အနေနဲ့ကဒါဖြို့စီကိုလည်းအမြဲတမ်းပြီးမြင်ကြမိကုန်ပေါ့နော်တာပြီးလို့ရှိရင်အလုပ်ကိုင်ခွင့်နဲ့ဘယ်လိုရှိလဲဘာတွေလုပ်ပေးမှလဲဆိုတဲ့ concept မျိုးတွေဆိုတော့ကိုကလည်းအမြဲပြပြတယ်ကျောင်းနေမှာသူ့မှာ career supportive အတွက်ကို service center တွေရှိပြီးသားဆိုတော့ဒီ center တွေနဲ့ကိုအမြဲကိပေနဲ့ရှုံနေရမယ်စာပဲလုပ်နေတာမျိုးတို့အိမ်နဲ့တောင်နဲ့အိမ်ပဲမဟုတ်ပဲမဟုတ်ပေါ့နော်ပြင်မှာလဲကိုကမျက်စိပွင့်နားဆွဲထားရမယ်ပြီးတဲ့အခါမှာခုနက marriage ချက်ပြောခဲ့တဲ့ဒီ information တွေကအမြဲတမ်း research လုပ်နေတယ် collect လုပ်နေမှဆိုလို့ရှင်တော့အလုပ်ကိုင်တော့ပါတော့မရှားပါမရှားဘူးအခုကအဓိကစင်ကာပူကကြတော့အင်္ဂလိပ်စာ language ကတည်တဲ့သုံးနေတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့အလုပ်ကိုင်ခွင့်လန်းအနေနဲ့ကိုကအများကြီး opportunity ကို explore လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျောင်းသားတွေအနေနဲ့ကလည်း
active ဖြစ်ဖို့တော့လိုတာပေါ့နော်ဒါကြောင့်ကကျစ်ပပေးရဲ့ဒီ activity တွေမှာ participate လုပ်မယ် workshop တွေမှာတက်ကြွလုပ်မယ်ပြီးရင်information တွေကိုအဓိက up to date ဖြစ်အောင်ဒါ active ဖြစ်နဲ့နားစွင့်နေတယ်ဆိုလို့ရှိရင်တော့ဒါအဆင့်ကြီးရဲ့ကျောင်းသားတွေအတွက်ကလေဒါအလုပ်ပိုင်းအတွက်ကိုစိတ်ပူစရာမလိုပါဘူးဟုတ်ကဲ့ပါရှင်ဆိုတော့ဒီပေါ့အခုအမလည်း American လည်းအခု DPS Academy တာဝန်ရှိရသူအနေနဲ့ပေါ့နော်ဒီစင်ကူမှာကျောင်းလာတက်ချင်တဲ့ကျောင်းသားလေးတွေကိုဘယ်လိုမျိုးအကြံလေးတွေပေးချင်လဲပေါ့ဆောင်ရွက်ရှောင်ရံလေးတွေပေါ့အမအဓိကအကြံပေးချင်တာကစင်ကူမှာကျောင်းတက်ဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်တော့စောကစင်ကြဖို့ပဲပေါ့နော်အဲ့တော့အခုစောတင်စင်ကြမဲ့အထင်မှာဘာတွေပါလဲဆိုရင်ဒါအမတို့ကျောင်းဆိုရင် nationality မျိုးစုံလာကြတာလူမျိုးပေါင်းဒီ90ဒေါ်လောက်လာကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာသာစကားရေးကြည့်ပါတယ်ဘာသာစကားအနေနဲ့အဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်စာကိုအခြေခံကောင်းအောင်ပေါ့နော်လေ့ကျင့်သင်ကြားပြီးတော့ပြင်ဆင်ထားပါပြီးတော့နောက်တစ်ခုကကြတော့ပိုရွေးချယ်ခြင်းတဲ့ဘာသာရဲ့နဲ့ဝါသနာပိုရွေးချယ်ခြင်းတဲ့ဘာသာရဲ့ကိုသိချရွေးချယ်ပါပေါ့နော်အဲ့တော့ပိုရဲ့ passion နဲ့ကိုလက်ရှိမှာစိတ်ဝင်စားတဲ့ဘာသာရပ်နဲ့ရောအခုလက်ရှိခေတ်ရည်ဒီကောင်းလိုက်ပေါ့နော် trend ဖြစ်နေတဲ့ဘာသာရပ်နဲ့ပေါ့အဲ့လိုမျိုးချိန်ဆပြီးတော့ကိုတကယ်စိတ်ဝင်စားတဲ့အရာကိုရွေးချယ်ပါအဲ့တော့မှကျောင်းသားကကျောင်းပြည့်ရဲ့အခါမှာလေလုပ်ငန်းဝင်တဲ့အခါကျရင်လေ तू ကမှန်ကန်တဲ့ဖတ်သွေးကိုရှောက်ပြီးတော့ तू အဆင်ပြေတာကြော်ဖြတ်နိုင်မှာပေါ့နော်အဲ့တော့ဒီကိုရဲ့စိတ်ဝင်စားတဲ့ဘာသာရပ်ကိုရွေးချယ်ဖို့တဲ့ဘာတွေလုပ်ရမလဲဆိုရင်တောက်စလင်းတေချာယူပါတော့ဒီလိုမဖြူလို့ဒီ MSI နဲ့ချိတ်ဆက်ပြီးတော့ counseling နဲ့ယူလို့ရတယ်ဒါအမားတို့စီကိုလည်းတစ်ဆင့်လာမေးလို့ရတယ်တော့လိုအပ်တဲ့ preparation တွေကိုလုပ်ပြီးတော့တေချာစောကြိုတင်ပြင်ဆင်ကြပါလို့အမလည်းတိုက်တွန်းခြင်းနဲ့ပေါ့နော်တော့ PSC Academy ကတော့ဒါကျောင်းသားတွေရဲ့အနာဂတ်ကိုဒါပုံဖော်ပေးဖို့အများနဲ့ဆင်သင့်ရှိနေမှာဟုတ်ကဲ့ပါMarishaဟုတ်တော့Marishaပြောခဲ့လို့ပဲအဓိကဘာသာရဲ့ရွေတဲ့အခါမှာလည်းတော်တော်ရို့အရေးကြီးတဲ့အခန်းကဏ္ဍကနေပါတယ်ပေါ့နော်တချို့ကကြတော့ဒီလို့ပြောရမယ်တချို့ကအများစုကဒီမေဂျာရွေးကြတယ်ဆိုလို့ရှိရင်ဒီမေဂျာကိုလိုက်ပြီးရွေးကြလို့လေးတဲ့ဒီဒလိရှိမြန်မာဒလိပေါ့နော်ဒလိရှိတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ခုနMarishaပြောခဲ့လို့ပဲကိုလဲဝါသနာပါမယ်တကိုယ့်ရဲ့နောက်ပိုင်း career တက်နဲ့လေတန်ဝင်ခွင်ကြဖြစ်မဲ့ဘာသာပေါ့နော်ဘာသာမေဂျာကတေချာရွေးမယ်ရွေးပြီးတဲ့အခါမှာခုနလိုပဲဒီ pure MSI လိုမျိုးMSI နဲ့လာပြီးဆက်သွယ်လဲရဒါမှမဟုတ် MSI မျိုးပေါ့နော်တခြားသောဒီ education organization တွေရှိတယ်ဒါမှမဟုတ် Marisha လိုမျိုးဒီ regional ဒီ representative တွေရှိတော့တေချာအဓိကတိုင်ပင်ပြီးတော့ကလေးမိပါအောင်ပေါ့နော်တခါကျလို့ရှိရင်အဲကြောင့်ရှိကလေးနဲ့ကလေးမိပါဒါလည်းနောက်ငါကို conflict ဖြစ်နေရဖြစ်နေတော့အဲ့လိုဆိုအဲ့ဒီဟာလေးမှာတေချာစဉ်းစားပြီးတော့ရွေးချယ်မယ်ဆိုလို့ရှိရင်တော့တို့ရဲ့အနာဂတ်လမ်းကြောင်းလေးတွေကတော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဟုတ်ကဲ့မပြေဒီဘက်က PSC Academy Singapore ဘက်ကလည်းsupport လုပ်ပေးစရာရှိတဲ့ဟာတွေကိုမတို့အကုန်ပြေဝ support လုပ်ပေးပါမယ်ပေါ့နော်အခုလက်ရှိကျောင်းသားတွေကျောင်းရှုံမယ်ဆိုလို့ရှိရင်အခုစောလျှောက်ပို့ပေါ့နော်ပို့စောအခြေတလန်းတာတဲ့သူကတော့ပို့ပြီးတော့ဒါပို့ကောင်းတာပေါ့နော်မိသားကိစ္စတွေအတွက်လည်းဒါစိတ်အေးရမယ်ပြီးတော့ဒီ scholarship တို့ study grant တို့အဲ့ဒါတွေနဲ့ပတ်သက်တာတွေလည်းဒါနောက်မကြပေါ့နော်အဲ့တော့စောအကြောင်းတက်မယ်လို့စဉ်းစားထားပြီးပြီဆိုတာနဲ့ counseling တခြင်းလို့ချက်ချင်းကြောင်းတက်ဖို့ကိုမှပြင်ဆင်ဖို့တော့အကြံပြုတိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ပါ Marisha ဟုတ်တော့ဒီနေ့အတွက်ဒီနေ့ကပြောမှဆိုတော့ဒီမေးခွန်းလေးတွေကဒီလောက်ပဲပေါ့နော်နောက်ပိုင်းမှာဒီ session လေးကိုကြည့်ပြီးတော့ပေါ်သိစင်တဲ့မေးခွန်းလေးတွေရှိတာဆိုလို့ရှိရင် Marisha ကိုတီးစမ်းထပ်ပြီးတော့ဆက်သွယ်ပေးပါမယ်ရှင့်ညလုံးလုံးညိုင်းတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ် MSI ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်အခုလိုဖိတ်ကြားပေးရတဲ့အတွက်မတို့ PSC Academy ဟုတ်ကဲ့ပါရှင်ဆိုတော့ဒီနေ့ season လေးကလာပါပဲလူမျိုး information တွေကိုအားထားမယ်လို့ကြောင်းလို့လည်းပေါ့နော်ကိုသိချင်တဲ့အကြောင်းအရာတွေတော်တော်များများကြီးသိရလိမ့်မယ်လို့လည်းယူဆပါအရှင့်ဆိုတော့ဒီလိုမျိုး PSC Academy ကိုကြောင်းလျှောက်ထားခြင်းနဲ့ PSC Academy နဲ့ပတ်သက်တဲ့ Study Grant Scholarship ကြောင်းလျှောက်ထားခြင်း Visa လျှောက်ထားခြင်းအစရှိတဲ့ကြောင်းအရာတွေအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင် MSI ကိုလာပြီးတော့ဆက်သွယ်လို့ရပါတယ် MSI ကနေပြီးတော့ခုန Marisha ပြပေးခဲ့တဲ့ Scholarship တွေ Study Grant တွေပါဝင်အခြားသောခံစား권တွေခွင့်ရေးတွေအားလုံးကို MSI ကနေပြီးတော့ဆက်ပြီးတော့လျှောက်ထားပေးပါဆိုတဲ့သတင်းကောင်းမျိုးပါချင်ပါတယ်ဆိုတော့နောက်ထပ်ပြီးတော့တွေ့ကြပါမယ်ရှင် Bye bye